ဒီနေ့မှာတော့ယာမနီတယောက်ရှီဗန်ညာကိုတပ်ပစ်ခဲ့ပြီးတဲ့နောက်ရီတစ်ရဲ့ပေါ်မှာရောဘလူတွေကြံစီလာမလဲအားလုံးကသိဆုံးပြီလို့ထင်နေခဲ့တဲ့ရှီဗန်ညာကအရှင်ရဲ့တကူစွမ်းရည်တွေနဲ့ပြန်လဲရှင်သန်နိုင်ပါမလားဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်ဝေပြုံမယ်ရဲ့ကလပ်စာအပိုင်း52ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါအိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ် Recover IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇလန်လေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထနိုင်မယ်ဖြစ်ပါတယ်ယာမနီလည်းရှီဗန်ညာကိုအစိတ်ဓာတ်နဲ့ထိုးတက်ခဲ့ပြီးတဲ့နောက်နင်းရဲ့အာတူဘကိုနင်းရဲ့နောက်ဆုံးထွက်သက်ရှူတဲ့နေရာမှာပဲပြုတ်လုပေးမယ်လို့ပြောဆိုကအရှင်သီဝရုပ်ထုရှိကမြေကွက်လေးတနေရာမှာမြေကြီးကိုတူးပြီးမွေးသွင်းပြောင်းပြီးတိတ်ဆုံးနေခဲ့ပြီဖြစ်တဲ့ရှီဗန်ညာကိုမြုပ်နှံခဲ့ပါတယ်။အဲဒီနောက်ခြေကွဲဝမ်းနေတဲ့ရီတစ်ကိုအိမ်ပြန်မှုပြောဆိုကခေါ်ဆောင်သွားခဲ့ပါတော့တယ်။အဲဒီနောက်အိမ်ကိုပြန်ရောက်တဲ့အခါယာမနီကသူ့ရဲ့ခန်းထဲမှာရှိနေခဲ့တဲ့စီရှာကိုရှီဗန်ညာကိုလည်းအဆုံးသတ်ပေးပြီးပြီမို့သူမအတွက်အမြူတေရနာရဲ့အစွမ်းတွေကိုရရှိစေဖို့အတွက်ပူဇော်ပွဲပြုလုပ်ရမှာကူညီပေးဖို့စီရှာကိုပြင်ဆင်ခိုင်းခဲ့ပေမဲ့စီရှာရဲ့စိတ်ထဲမှာတော့အမြူတေရနာကိုလည်းယာမနီရဲ့လက်ထဲကိုမရောက်ဖို့နဲ့ရီတစ်ကိုလည်းသိမ့်ပိုက်မဲ့ကြံတွေကိုသာစဉ်းစားလို့နေခဲ့ပြီးစီရှာတယောက်ထွက်သွားခဲ့ပါတော့တယ်။အဲဒီနောက်ယာမနီလည်းရိုက်ဂျာရဲ့တပုံကိုကြီးကရိုက်ဂျာရဲ့ယူပြအုပ်ကိုလက်တစ်ဖက်ကကိုင်ပြီးဒီနေရာကနင်းနေရမယ့်နေရာပဲဥယျာဉ်မှုလူခန္ဓာကိုယ်ဆိုတာမတည်မြဲဘူးလို့ပြောဆိုနေခဲ့သလိုသူ့ရဲ့ချာလက်ဖက်ကအမြုတေရနာကိုကိုင်ကအခုတော့သူတယောက်တည်းရနာကိုပိုင်ဆိုင်ရပြီလို့ကျင်းနဲ့စွာနဲ့ရီရွတ်ပြောဆိုနေခဲ့စင်ပါပဲအခန်းထဲကိုရီတစ်ကရောက်ရှိလာခဲ့ပြီးယာမနီရဲ့လက်ထက်ကအမြုတေရနာကိုယူဆောင်ခဲ့ပါတယ်ရုတ်တရက်မို့ယာမနီလည်းရီတစ်ဘာဆက်လုပ်မလဲလို့ကြည့်ရှုနေခဲ့စင်ပါပဲရီတစ်ကအမြုတေရနာကိုကြည့်ကဒါကဘာသုံးဝင်သေးလို့လဲဒီရနာအတွက်နဲ့အဖေကိုလည်းဆုံးရှုံးခဲ့ရပြီမိသားစုကိုကာကွယ်ခြင်းလို့ဒါကိုယူလာခဲ့ပေမဲ့အဖေကိုဆုံးရှုံးခဲ့ရတာပဲမွေဆိုးကလည်းသေပြီးဒါကြောင့်ဘာကိုကြောက်နေရအောင်မလဲလို့ပြောဆိုကဒီအမြုတေရနာကိုလည်းရှီရှမ်းမှာတွားပြီးတော့မြုပ်နှံလိုက်တော့မယ်လို့ပြောဆိုခဲ့တာကြောင့်ယာမနီလည်းစိတ်ထဲမှာထိတ်လန့်သွားခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုဟန်ဆောက်လိုက်ရင်ကဒီအချိန်မှာရနာထက်အဖေရဲ့ရိုးပြအုပ်ကိုရေမာမျောဖို့ကပို့ပြီးတော့ရေးကြည့်တာမို့ဒီကိစ္စပြီးမှပဲရှီရှမ်းကိုတွားပါလို့တစ်ဖက်လက်နဲ့ပြောဆိုကရီတစ်ရဲ့လက်ထက်ကအမြုတေရနာကိုယူပြီးပြန်သိမ်းထားခဲ့ပါတယ်အဲဒီနောက်မှရီတစ်လည်းရိုက်ဂျာရဲ့ရိုးပြအုပ်လေးကိုယူရင်းရေထဲမှာမြုပ်ဖို့လှုပ်ဆောင်နေခဲ့ချိန်မှာသတိတွေရကဝမ်းနေနေခဲ့သလိုရီတစ်ရဲ့နောက်မှရက်နေတဲ့ဂျာမနီကတော့ဒီကိစ္စတွေပြီးတာနဲ့ရီတစ်ကိုပြက်ရှင်းဖို့ကြံစီကလက်နောက်ပြန်ပစ်ထားတဲ့လက်မှာဓာတ်ကိုအသင့်ကင်ထားခဲ့ပါတယ်ရီတစ်လည်းအယိုးပြအုပ်ကိုရေမာမျောပြီးတဲ့အခါမှာတော့ယာမနီကသူမရဲ့ဘဝမှာချစ်ရတဲ့သူက2ယောက်ပဲရှိကြောင်းဒီနေ့တော့အဲ့2ယောက်စလုံးကိုဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်းတယောက်ကတော့ရိုက်ဂျာဖြစ်ပြီးနောက်တယောက်ကတော့အမေရဲ့သားပဲလို့ပြောဆိုခဲ့တာကြောင့်ရီတစ်လည်းတစ်ချက်တွေဝေသွားခဲ့ပါတယ်ဒါကိုခွင်ကောင်းယူပြီးယာမနီကသူ့ရဲ့လက်ထဲကဓာတ်နဲ့ရီတစ်ကိုထိုးသွင်းလိုက်ဘလို့မှနားမလည်နိုင်ဖြစ်နေခဲ့တဲ့ရီတစ်ကိုအဖြစ်မှန်တွေအားလုံးကိုရှင်းပြခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာသူ့ကိုပြောပြခဲ့တဲ့စကားတွေကအမှန်တွေဖြစ်နေခဲ့တာကြောင့်ရီတစ်လည်းအချိန်လုံးမှသိလာရတဲ့အမှန်တရားကသူ့အတွက်တော့ခါသီးလွန်းနေခဲ့သလိုဂျာမနီကလည်းဓာတ်နဲ့တစ်ချက်ပြီးတစ်ချက်ထိုးလိုက်ရင်ရီတစ်ကိုမြစ်ထဲမှာပဲတွန်းချလိုက်ရင်ထွက်သွားခဲ့ပါတော့တယ်ရေထဲကိုနင်းမြုပ်သွားခဲ့တဲ့ရီတစ်တယောက်သူ့ရဲ့လက်ကုပ်ကအမှတ်သားကနေတစ်ဆင့်ထူးခြားတဲ့လင်းရောင်တွေတောက်ပနေခဲ့ကမွေတွေများစွာကလည်းသူ့ရဲ့နားကိုရောက်ရှိလာခဲ့ပြီးဝိုင်းရံနေခဲ့ကြပါတယ်ဝက်ပြူကျောင်းမှာရှိနေခဲ့တဲ့ကာတာကလည်းရှီဗန်ညာပြန်မြောက်လာသေးတာကြောင့်စိုးရိမ်နေခဲ့ပါတယ်အဆိုပါအချိန်မှာပဲဝက်ပြူကျောင်းကိုစီရှာကရောက်ရှိလာခဲ့ပြီးရှီဗန်ညာကိုယာမနီကတတ်လိုက်ပြီးမို့တေးသွားပြီဖြစ်တာကြောင့်စောင်းဆိုင်နေလဲအပူပဲလို့ပြောဆိုကကာတာခါနဲ့ဘရင်ကြီးဆာဂရန်စင်တို့ကိုတိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့တာကြောင့်သူတော်စင်ကြီးကသူ့ရဲ့စွမ်းနဲ့စီရှာကိုအိတ်ခဲအောင်ပြုလုပ်ခဲ့ပါတော့တယ်။ဒါကလည်းတရက်ပဲထိန်ချုံနိုင်မှလို့သူတော်စင်ကြီးကပြောဆိုခဲ့ပါတယ်။ကာတာခါလည်းစီရှာပြောတာကိုမယုံတာကြောင့်သူ့ရဲ့စွမ်းတွေနဲ့ကြည့်ရှုလိုက်တဲ့အခါမှာတော့အရှင်သီဝရဲ့ရုပ်ထုကြီးရှိရာနေရာကိုသာမြင်တွေ့ခဲ့ရပြီးသူတော်စင်ကြီးကိုမေးမြန်းခဲ့ရမှာတော့သူတော်စင်ကြီးကအဲ့ဒီရုပ်ထုအောက်ကထွက်လာတဲ့ရေတွေကဂင်းကမြစ်ထဲကပဲတာမန်ရေမဟုတ်တာကြောင့်ယောဂအလုံးကိုပျောက်ကင်းနေတကယ်လို့ရှင်သီဝကမင်းကိုအဲ့နေရာကိုပြနေတယ်ဆိုရင်ရှီဗန်ညာကလည်းအဲ့မှာရှိနေတယ်ဆိုတဲ့သဘောပဲလို့ရှင်းပြခဲ့ပါတယ်
ဒါကြောင့်ကာတာကလည်းသူ့အနေနဲ့စီရှာကိုစောင့်ကြည့်ထားမယ့်အကြောင်းနဲ့ရှီဗန်ညာကိုတော့ဘရင်ကြီးနဲ့သူတော်စင်ကြီးတို့ကတွားရောက်ရှာဖွေပေးကြဖို့အကူအညီတောင်းခံခဲ့တဲ့အခါသူတော်စင်ကြီးကလည်းသဘောတူခဲ့ပြီးဘရင်ကြီးဆာကရန်စင်နဲ့အတူရှီဗန်ညာကိုရှာဖွေဖို့ထွက်သွားခဲ့ကြပါတယ်အိမ်ကိုပြန်ရောက်လာတဲ့ယာမနီကတော့ရီတစ်ကိုသူကလက်ဆဖြောက်လိုက်ပြီးမို့အကယ်၍စီရှာကမေးလာပါကပြဿနာတွေဖြစ်လာနိုင်တာကြောင့်သူကလက်ဦးပြီးစီရှာကိုအရှင်တက်လိုက်တာကပို့ပြီးတော့ကောင်းမယ်လို့တွေးနေခဲ့သလိုစီရှာမရှိတော့ရင်လည်းပူဇော်ပွဲဖြစ်မြောက်အောင်နတ်ဆရာမကြီးရဲ့အကူအညီနဲ့လှုပ်ဆောင်နိုင်ကြောင်းလိုအပ်လာရင်နတ်ဆရာမကြီးဖန်တီးထားတဲ့အသွင်ပြောင်းမွေမှာချူကီကိုလည်းအသုံးပြုနိုင်ရန်ဖန်မလင်းလေးထဲမှာပိတ်လောင်သိမ်းဆည်းထားခဲ့ပါတယ်ဘရင်ကြီးဆာကရန်စင်နဲ့သူတော်စင်ကြီးတို့လည်းအရှင်တီဝါရဲ့ရုပ်ထုရှိကိုရောက်ရှိလာခဲ့တဲ့အခါသူတော်စင်ကြီးကရှီနောက်ကိုလိုက်ရင်ရှီဗန်ညာကိုတွေ့ရလိမ့်မယ်လို့ထူးဆန်းတဲ့စကားကိုပြောဆိုလာခဲ့တာကြောင့်ဘရင်ကြီးလည်းအရှင်တီဝါရဲ့ရုပ်ထုရှိမှရက်လိုက်ပြီးရှီဗန်ညာကိုအမျက်ဆုံးပြန်ရှာတွေ့နိုင်မှုဆူတောင်းနေခဲ့သလိုသူတော်စင်ကြီးကလည်းအရှင်တီဝါထံမှဆူတောင်းမှုတွေပြုလုပ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းယာမနီကဝပြူကျောင်းကိုရောက်ရှိလို့လာခဲ့ပြီးစီရှာကိုအပြက်ရှင်းနိုင်မှုဝပြူကျောင်းထဲကိုဝင်ရောက်ခဲ့ပေမယ့်မမြင်နိုင်တဲ့စွမ်းတွေကသူမကိုတားဆီးပြီးဝပြူကျောင်းထဲကိုဝင်လို့မရဖြစ်နေခဲ့ပါတယ်။ဒါကတော့ကာတာခါရဲ့ဝပြူကျောင်းထဲမှာဂါရာတွေကိုရွတ်ဆိုနေမှုကြောင့်ဝင်လို့မရခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ယာမနီလည်းဝပြူကျောင်းကနေလက်လျှော့ပြီးပြန်သွားခဲ့ပါတော့တယ်ဘရင်ကြီးဆာကရန်စင်နဲ့သူတော်စင်ကြီးတို့ဆူတောင်းနေခဲ့စင်မှာထူဆန်းစွာနဲ့အရှင်တီဝရုပ်ထုစီကနေစီးကျလာခဲ့တဲ့ရေတွေကလမ်းကြောင်းမြောင်းပြီးရှီဗန်ညာကိုမြုပ်နှံထားတဲ့မြေပုံလေးပေါ်ကိုစီးဝင်သွားခဲ့တဲ့အခါမှာတော့ရှီဗန်ညာလည်းတီရွာကနေပြန်လာခဲ့တယ်လားအသက်ပြန်ရှင်လာခဲ့ပါရှီဗန်ညာလည်းသတိပြန်ရခြင်းမှာပဲယာမနီကသူမကိုတတ်ခဲ့ပြီးတဲ့နောက်သူမရဲ့ခင်မွန်းဖြစ်တဲ့ရီတစ်ကိုအရှင်ထားမှာမဟုတ်ကြောင်းဒါကြောင့်ရီတစ်ရှိတဲ့နေရာကိုပြသပေးဖို့အရှင်ထံမှာရှီဗန်ညာကဆူတောင်းခဲ့တဲ့အခါမှာတော့အရှင်ရဲ့တကူတော်ကြောင့်ချက်ချင်းဆိုသလိုရှီဗန်ညာလည်းရီတစ်နင်းမြုပ်သွားခဲ့တဲ့မြစ်ထဲကိုရောက်ရှိသွားခဲ့ပြီးရေရောက်မှာမလုံမရှက်ဖြစ်နေခဲ့တဲ့ရီတစ်ရဲ့ခန္ဓာကိုယ်ကြီးကိုတွေ့ရှိကအရှင်တီဝါရုပ်ထုကြီးရှိရာကိုတိတ်ဆောင်လာခဲ့ပါတယ်။ဘရင်ကြီးလည်းသားဖြစ်သူကိုတွေ့တဲ့အခါယာမနီကသူ့ကိုတတ်လိုက်ပြီလို့ဝမ်းနဲ့စွာငိုကြွေးနေခဲ့ချိန်မှာသူတော်စင်ကြီးကသူမသိနိုင်ပါဘူးရှီဗန်ညာကိုအရှင်တီဝါကသူ့ရဲ့ခင်မွန်းဘာမှမဖြစ်စေရဘူးလို့အာမခံပြီးသားပါရှီဗန်ညာအသက်ရှင်နေသူသူဘာမှမဖြစ်စေရဘူးမင်းတို့တော်ဝင်မိသားစုတွေကမိသားစုဝင်တယောက်သိဆုံးတိုင်းတော်ဝင်အမှတ်သားဖြစ်တဲ့လေကုတ်ကအမှတ်ကခန္ဓာကိုယ်ကနေပျောက်ကွယ်သွားလိမ့်ရှိတယ်လို့ပြောပြခဲ့တာကြောင့်ရှီဗန်ညာလည်းရီတစ်ရဲ့လေကုတ်ကအမှတ်သားကိုကြည့်ရှုလိုက်ရမှာတော့မပြောင်းမပြတ်ရှိနေသေးတာကိုတွေးလိုက်ရတော့သူမအပြင်ဘရင်ကြီးကပါရီတစ်တရားအသက်ပြန်ရှင်နိုင်မှာကိုတွေးပြီးပျော်ရွှင်သွားခဲ့ပါတယ်ဘရင်ကြီးကသားဖြစ်သူကိုဘလို့အသက်ပြန်သွင်းရမလဲလို့မေးမြန်းခဲ့တဲ့အချိန်မှာတော့သူတော်စင်ကြီးကသူ့အသက်ကိုပြန်သွင်းနိုင်မှုတခုသီးသောຢာကမွေမြူတေရနာလိုအပ်ကြောင်းပြောပြခဲ့တာကြောင့်ရှီဗန်ညာကဒါကိုသူမပြန်ရအောင်ယူဆောင်ပေးပါမယ်လို့ပြောဆိုခဲ့သလိုဘရင်ကြီးကိုလည်းစိတ်မပူဖို့နဲ့သူမအနေနဲ့စီရှာဖြစ်ဟန်ဆောင်ပြီးယာမနီကိုလှည့်စားကာယူဆောင်ပေးပါမယ်လို့ပြောဆိုကာထွက်သွားခဲ့ပါတော့တယ်ယာမနီတယောက်ကတော့ဝပြူကျောင်းကိုတွားရောက်ပြီးစီရှာကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့ဝပြူကျောင်းထဲကိုဝင်လို့မရပဲပြန်လာခဲ့ရတဲ့ပုံမှာဒေါသတွေထွက်နေခဲ့ပါတယ်အဆိုပါအချိန်မှာပဲစီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာကယာမနီရဲ့နောက်ကနေရုတ်တရက်ပေါ်လာခဲ့တာမို့ယာမနီလည်းထိတ်လန့်သွားခဲ့ပါတယ်စီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာလည်းလက်ထဲမှာဓာကြီးကိုကင်နာပြီးဘာတွေလုံးလို့လဲလို့မီးလာခဲ့တဲ့အခါယာမနီကဒီဓာရှိနေရင်ဘယ်မွေစိုးကိုပစိုးနှိမ်နှင်းနိုင်တယ်လို့ပြောဆိုပြီးရှီဗန်ညာကိုလည်းအဲ့ဒါနဲ့ပဲတတ်ခဲ့တာလို့ရှင်းပြသလိုလိုနဲ့ချင်းချောက်စကားတွေကိုပြောဆိုခဲ့ပါတယ်ဒါကြောင့်ပဲစီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာကငါကိုချင်းချောက်နေတာလားလို့တဲ့ပဲမေးလိုက်တဲ့အခါယာမနီကမဟုတ်ကြောင်းသူ့စကားကိုပြန်လျှော့ချသွားခဲ့ပြီးသူမကိုမယုံရင်ဒီဓာကိုယူထားလိုက်လို့ပြောဆိုကာပေးရခဲ့ပါတယ်အဆိုပါအချိန်မှာပဲချူကီကသူ့ကိုဖန်ပလင်းထဲကနေထုတ်ပေးဖို့ပြောဆိုနေတဲ့တက်တဲ့ကိုရုတ်တရက်ကြားလိုက်ရတာကြောင့်စီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာကဘာတန်လဲလို့မီးမြန်းခဲ့တဲ့အခါယာမနီကလည်းဘာမှမဟုတ်ကြောင်းသူကတော့ဘာမှမကြားမိကြောင်းစကားကိုလွှဲကာပြောဆိုခဲ့ပါတယ်စီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာလည်းအချိန်မဆွဲတော့ပဲပူဇော်ပွဲပြုလုပ်ဖို့အမြုတေရနာကဗမာလဲလို့မေးလိုက်တဲ့အခါယာမနီကသူမရဲ့လျှို့ဝှက်လော်ကာထဲမှာသိမ်းဆည်းထားကြောင်းပြောပြခဲ့ပါတယ်စီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာကမသိသလိုနဲ့ရီတစ်ကရောဗမာလဲလို့မေးမြန်းခဲ့တဲ့အခါမှာတော့အဆိုပါအချိန်မှာပဲတကားခောက်တန်ကိုကြားလိုက်ရတာကြောင့်ယာမနီကလည်းအခန်းထဲမှာပဲရှိကြောင်းပြောဆိုခဲ့ပါတယ်အဆိုပါအချိန်မှာပဲတကားခောက်တန်ကိုကြားလိုက်ရတာကြောင့်စီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာလည်းယာမနီရဲ့ဝစ်ဗီရိုတဲကိုဝင်ပုန်းနေခဲ့ပါတယ်အခန်းထဲကိုဝင်ရောက်လာခဲ့တဲ့သူကတော့အန်ကက်ရှ်ဖြစ်ပြီးသူ့အမေရဲ့ခန်းထဲကစကားပြောတဲ့အချို့ကိုကြားလိုက်ရတာကြောင့်ဝင်လာချိမိတာလို့ပြောဆိုခဲ့တာကြောင့်
ဂျာမနီကချက်ချင်းပဲဝမ်းနေတဲ့ပုံစံကိုပြောင်းလိုက်ပြီးရာယီဂျာကိုသတိရတဲ့စိတ်တွေနဲ့စကားတွေပြောနေပြီးသားဖြစ်ကြောင်းအန်ကတ်ကိုပြောဆိုရှင်းပြနေခဲ့ချိန်မှာချူကီကိုပိတ်လောင်ထားခဲ့တဲ့ပလင်းဖုံးလေးကမတော်တဆပွင့်သွားခဲ့တာကြောင့်ချူကီကလည်းအန်ကတ်ရဲ့အင်ကြီးအိတ်ကတ်ထဲကိုဝင်ရောက်သွားခဲ့တာကိုတော့အန်ကတ်တယောက်သတိမထားမိခဲ့ပဲအခန်းထဲကနေပြန်ထွက်သွားခဲ့ပါတော့တယ်ရှီဗန်ညာတယောက်ကတော့အဝေးဗီဒီယိုတွေကလော့ကာကိုတွေးလိုက်ပြီးဖွင့်ကြည့်လိုက်တဲ့အခါအမြုတေရန်နာကိုတွေ့ရှိလိုက်ရတာကြောင့်သူမလိုအသွင်ပြောင်းမွေးမတကောင်ကအမြုတေရန်နာကိုတိုးထီလို့မရတာကြောင့်ရှီဗန်ညာလည်းအရှင့်ကိုတိုင်တဲ့ကသူမအနေနဲ့တာဝန်တွေကိုရိုးရိုးသားသားနဲ့လှုပ်ဆောင်ခဲ့လို့ရှိရင်ရတနာကိုထိတွေ့ကင်တွယ်လို့ရပါစေလို့ဆူတောင်းမှုပြုခဲ့ကအမြုတေရတနာကိုကင်လိုက်တဲ့အခါမှာတော့ထိတွေ့ကင်တွယ်လို့ရရှိသွားခဲ့တာကြောင့်ရှီဗန်ညာတယောက်ဝမ်းသာသွားခဲ့ပါတော့တယ်နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်